အားလုံးပဲမင်္ဂလာပါခင်ဗျာ Midnight Terrors Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတစ်ခါမှာတော့ကြက်ကုန်းရွာဆိုတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာပါကြက်ကုန်းရွာရဲ့ည12နာရီတီတီမှာပြန်လည်တက်ဝင်လာတဲ့တင်ချိုင်းမြန်မာပြည်လေပိုင်းပဲခူးတိုင်းအုတ်ဖိုမြို့နယ်မှာတိတ်ဆိတ်ငြိမ်သက်တဲ့ရွာကလေးတစ်ရွာရှိတယ်မြေပုံပေါ်မှာတော့ဒီရွာလေးကိုကြက်ချောင်းလို့ခေါ်ပေမဲ့ဒေသခံတွေကြားမှာတော့ကြက်ကုန်းရွာဆိုတဲ့နာမည်နဲ့ပဲပို့ပြီးတွဲမှတ်ကြပါတယ်။ဒါပေမဲ့ခရီးသည်တွေကုန်းသည်တွေညအခါဒီရွာကိုဖျက်ဖို့တတ်တိမရှိကြဘူး။ရွာထဲကလူကြီးတွေတောင်မှနေဝင်ရင်အိမ်ထဲကနေခေါင်းမပြူဝင်ကြဘူး။ဘာလို့လဲဆိုတော့ဒီရွာရဲ့ထိတ်နာခုံးပေါ်မှာရှိတဲ့တင်းချိုင်းဟာည12နာရီတိတိကျရင်ပြန်လဲအသက်ဝင်လာလို့ပါပဲ။ဒီဇလန်းကိုမေးပြောက်လူနီးပါးဖြစ်နေတဲ့အဖိုးအိုတယောက်ရဲ့မှတ်တမ်းကနေပြန်လဲရေးသားဖော်ပြလိုက်ရပါတယ်။ရွာလေးရဲ့သမိုင်းကြောင်းနဲ့တားမြစ်ချက်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကြက်ကုန်းရွာဟာတာယာလှပတဲ့ရွာလေးတစ်ရွာပါ။လေယာစိုက်ပျိုးရေးနဲ့အတံမွေးကြတဲ့ရိုးသားတဲ့သူတွေနေထိုင်ကြတယ်။ဒါပေမဲ့ကိုလိုနီခေတ်တုန်းကဒီရွာမှာဖြစ်ပျက်ခဲ့တဲ့ကြေကွဲစရာအဖြစ်ဆိုးကြီးတစ်ခုရှိခဲ့ပါတယ်။ဂျပန်ခေတ်အတွင်းမဟာမိတ်တပ်တွေရဲ့ဘုံကျဲတိုက်ခိုက်မှုတံကိုအုတ်ဖိုတဝိုက်ကရွာတွေခံခဲ့ကြရပါတယ်။တညမှာကြက်ကုန်းရွာအနီးကဂျပန်တပ်စခန်းကိုဘုံကျဲတိုက်ခိုက်တဲ့အခါရွာသားအများအပြားအသက်ခံလိုက်ကြရတယ်။တေဆုံးသူတွေရဲ့အလောင်းတွေကိုရွာရှိဘက်ကုန်းမြင့်မှာတကြိုခဲ့ကြတယ်။အဲဒီနေ့ကစလို့ဒီကုန်းကိုကြက်ကုန်းတင်းချိုင်းလို့ခေါ်ကြတော့တယ်။တကြိုပြီးတဲ့နောက်ပိုင်းမှာတော့ရွာမှာထူးဆန်းတဲ့အဖြစ်တွေစတင်ဖြစ်ပွားလာပါတယ်။ညဘက်ဆိုရင်တင်းချိုင်းကုန်းကနေငိုတန်တွေညီးတွားတန်တွေကြားနေရတယ်။ခွေးတွေကတရွာလုံးဥကြတယ်။ရွာလူကြီးကပညာရှိတယောက်ကိုမေးမြန်းတော့သူကဒီလိုပြောပြတယ်။အဲဒီနေ့ကသေဆုံးသွားတဲ့လူတွေဟာအချိန်မတန်ပဲသေဆုံးရတဲ့ရုံးရင်းဆန်ခတ်ဖြစ်တဲ့သေခြင်းမျိုးဖြစ်တယ်။သူတို့ရဲ့ဝိညာဉ်တွေကမငြိမ်းချမ်းဘူး။အထူးသဖြင့်သေတဲ့အချိန်ည12နာရီဟာသူတို့အတွက်ပြန်လဲထွက်ခွာခွင့်ရတဲ့အချိန်ဖြစ်သွားပြီ။အဲဒါကြောင့်တကောင်းကြော်ရင်ဘသူမှတင်းချိုင်းကိုမသွားကြနဲ့။သွားရင်တော့သူတို့နဲ့အတူတူပါသွားလိမ့်မယ်။အဲဒီချိန်ကစလို့ရွာမှာညတန်းကောင်ကြော်ရင်အပြင်ထွက်တာတင်းချိုင်းနာကတ်တာတားမြစ်ချက်တစ်ခုဖြစ်လာခဲ့ပါတယ်။တရေ6တဲ့ညဒီဖြစ်ပျက်ကိုလူငယ်တယောက်ကတော့မယုံကြည်ခဲ့ဘူး။သူ့နာမည်ကတော့မောင်အေး။သူဟာတတိရှိသူတယောက်ဖြစ်ပြီးရွာလူကြီးတွေပြောတဲ့တရေဇလန်းတွေကိုအမြဲတမ်းလှောင်ပြောင်တတ်တယ်။တနေ့ညမှာတော့သူ့တငယ်ချင်းတွေနဲ့လောင်းကစားလုပ်ဖြစ်တယ်။ငါဒီညတင်းချိုင်းကုန်းပေါ်မှာတညလုံးထိုင်ပြီးတရေရှိမရှိသွားကြည့်မယ်။မင်းတို့လောင်းကြီးထက်ကြမလား။မောင်အေးကစိန်ခေါ်လိုက်တယ်။တငယ်ချင်းတွေကကန့်ကွက်ပေမဲ့မောင်အေးကတော့မရဘူး။ည7နာရီအချိန်လက်နေတမီတလက်သေးနဲ့တင်းချိုင်းကုန်းကိုထွက်လာခဲ့တယ်။ကုန်းပေါ်ရောက်တော့လေကတဖြောဖြောနဲ့တိုက်ခတ်နေတာပေါ့။တစ်ပင်ကြီးတွေရဲ့အရိပ်တွေကထူးဆန်းစွာလှုပ်ရှားနေတယ်။မောင်အေးတယောက်တော့အုတ်ကူတစ်ခုအနားမှာထိုင်လိုက်ပြီးစောင့်ကြည့်နေတယ်။ဓမီကိုလည်းပိတ်ထားလိုက်တယ်။ကောင်းငင်ကလာကြီးကတိမ်တွေကြားမှာပုံရှိုးကွယ်ရှိုးဖြစ်နေတယ်။အချိန်ကည7:15လောက်ရှိလောက်ပြီ။ရုတ်တရက်လေကရက်တန့်သွားတယ်လို့ခံစားလိုက်ရတယ်။တရွာလုံးလဲတိတ်ဆိတ်ငြိမ်သက်သွားတယ်။ခွေးတွေဥနေတာတောင်ရက်သွားတယ်။မောင်အေးစိတ်ထဲမှာပထမဆုံးအကြိမ်ဖြစ်ကြောက်စိတ်တွေဝင်လာတော့တယ်။ည12နာရီတိတိဂူတွေထဲကနေမြူကိုးတွေလိုအငွေ့ပြပြကလေးတွေထွက်လာတယ်။အဲ့ဒီအငွေ့တွေကနေတဖြည်းဖြည်းလူပုံတံတွေဖြစ်လာတယ်။ခေါင်းမရှိတဲ့ဂျပန်စစ်သားတယောက်ရင်ဘတ်အပေါက်ကြီးနဲ့ရွာသားအိုကြီးတယောက်ကလေးငယ်တယောက်သူတို့အားလုံးဂူတွေထဲကနေတဖြည်းဖြည်းတွားသွားထွက်လာကြတယ်။မောင်အေးတယောက်ပါဇက်ကအတန်မထွက်ပဲအေးခဲသွားတယ်။သူ့ရဲ့ကိုယ်ကိုမလှုပ်ရဲတော့ဘူး။သူတို့ရဲ့မျက်လုံးတွေကလင်းရောင်မရှိတဲ့အပေါက်ကြီးတွေလိုဖြစ်နေပြီးလာတာတဲ့ဘက်ကိုမော့ကြည့်ရင်းနဲ့ငိုကြွေးနေကြတယ်။ရုတ်တရက်တရေတကောင်ကမောင်အေးရှိရာဘက်ကိုလှည့်ကြည့်လိုက်တယ်။သူ့မျက်လုံးအပေါက်ကြီးတွေကမောင်အေးကိုပဲစိုက်ကြည့်နေတယ်။ပြီးတော့လက်ညှိုးတစ်ချောင်းထောင်ပြီးမောင်အေးကိုလက်ညှိုးထိုးပြတယ်။အဲ့ဒီချိန်မှာပဲတရေအားလုံးကမောင်အေးရှိရာကိုတပြိုင်နက်လှည့်ကြည့်လိုက်ကြတယ်။ထိုအခါမှာမောင်အေးတယောက်တတိယသွားတယ်။သူ့အသက်ကိုကယ်ဖို့ပြေးရမယ်ဆိုတာ။ဒါပေမဲ့ခြေထောက်တွေကမလှုပ်ရဲဘူး။တရေတွေကတဖြည်းဖြည်းနဲ့သူ့စီကိုချင်းကပ်လာတယ်။
သူ့ရဲ့ခြေထောက်တွေကမြေကြီးကိုမထိဘူးလေထဲမှာလွင်မျောလာကြတယ်မောင်အေးတယောက်မျက်လုံးတွေမှိတ်လိုက်ပြီးတောင်တန်းမင်းကြီးအမေသက်တော်ရှိဖျားရှင်ကြောက်လန့်နေကြနဲ့ရသမျှအော်ဟေရွတ်ဆိုလိုက်တယ်ပြီးတော့ဓမ္မီကိုကင်ကရွာစီတို့ဦးတီပြီးတုတ်ချီတင်ပြေးလေတော့တယ်နောက်ကလေချွန်တန်တွေညီးတွားတန်တွေတဟူးဟူးနဲ့ညီလာတယ်တစ်ကိုင်းတွေကသူ့မျက်နှာကိုရိုက်ခတ်တယ်စူးချုံတွေကသူ့ခြေထောက်တွေကိုစုပ်ပြတ်သွားအောင်ကုတ်ချစ်တယ်ဒါပေမဲ့မောင်အေးမရက်ဘူးနောက်ပြန်လှည့်ကြည့်ဖို့တောင်သူ့မှာတတိမရှိဘူးဖြစ်သွားတယ်ရွာဝင်ပေါက်ကိုရောက်တော့မှနောက်ကိုလှည့်ကြည့်လိုက်တယ်တင်းချိုင်းကုန်းမှာမီးစိမ့်စိမ့်ကလေးတွေတဖိတ်ဖိတ်လက်နေတာကိုပဲမြင်လိုက်ရတော့တယ်အဲဒီနောက်မှာတော့ရုတ်တရက်အရာအလုံးပျောက်ကွယ်သွားတယ်နောက်တနေ့မနက်မောင်အေးကိုရွာဝင်မှာတတိမိတ်လဲနေတာကိုရွာသားတွေကတွေးရှိခဲ့တယ်သူ့ရဲ့မျက်နှာကအဖြူရောင်ဖြစ်နေပြီးသပင်တွေကလည်းတညာတဲနဲ့ဖြူသွားတယ်သူ့ကိုပြန်မေးတော့လေသူမြင်ခဲ့ရတဲ့မြင်ကွင်းတွေကိုပြန်ပြောပြတယ်အဲဒီနေ့ကစလို့မောင်အေးတယောက်တခါမှညဘက်အပြင်မထွက်ရတော့ဘူးတင်းချိုင်းကုန်းဘက်ကိုလည်းဘယ်တော့မှမလှည့်ရတော့ဘူးဒီအဖြစ်ပြက်အပြီးမှာကြက်ကုန်းရွာရဲ့တားမြစ်ချက်ဟာပိုပြီးတော့တင်းကျပ်လာတယ်ည7 နာရီဆိုရင်အိမ်တိုင်းကမီးတွေညှိမ့်ပြရတယ်တကားတွေပိတ်ပြရတယ်ဘယ်သူမှအပြင်မထွက်ရဘူးဒီနေ့ခေတ်မှာတော့ကြက်ကုန်းရွာကလူအများစုဟာတခြားနေရာကိုပြောင်းရွှေ့သွားကြပါပြီရွာဟောင်းကြီးကလည်းတဖြည်းဖြည်းနဲ့စွန့်ပစ်ခံထားရတဲ့ရွာကြီးဖြစ်လာတယ်ဒါပေမဲ့ခရီးသည်တွေပြောပြတဲ့စကားအရာတော့ညဘက်ဆိုရင်အဲ့ဒီရွာဟောင်းကနေငိုတန်တွေညီးတွားတန်တွေကြားနေရတော့မယ်တဲ့အထူးသဖြင့်တကောင်းရန်အချိန်လာတာတဲ့ညတွေဆိုရင်ကြက်ကုန်းတင်းချိုင်းမှာမီးစိမ့်စိမ့်ကလေးတွေကခုန်နေတာကိုလည်းတွေ့မြင်ရသေးတယ်လို့ဆိုကြတယ်ဒါကြောင့်ပဲခရီးသွားဧည့်သည်တွေအနေနဲ့အုပ်ဖို့မြို့နယ်ကိုဖျက်ဆီးမယ်ဆိုရင်ညအမှောင်မကြခင်လမ်းကြောင်းပြောင်းမှုတတိပေးခြင်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကြက်ကုန်းရွာရဲ့တင်းချိုင်းကည7 နာရီတီတီကြရင်ပြန်လဲအသက်ဝင်လာလို့ပါပဲ။ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးပါပြီ။နောက်ထပ်မှလည်းဒီထက်ပိုပြီးထိတ်လန့်ကြောချမ်းစရာကောင်းတဲ့တရေဇလန်းမျိုးတွေကိုနားထောင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့ခင်ဗျာ။အဆုံးထိကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။